စနေသားသမီးတွေကိုကြည့်လိုက်ရင်အပြင်ဘက်မှာတည်ငြိမ်ကြပြီးမာကြောတယ်လို့ထင်ရပေမဲ့သူတို့ရဲ့ရင်ထဲမှာတော့ငယ်စဉ်ကလေးကတိုးဝှေထားခဲ့ရတဲ့အမှတ်တရဒဏ်ရာလေးတွေရှိနေတတ်ကြပါတယ်။ဒါဟာစနေကျိုးရဲ့သဘောအရစောစီးစွာရင့်ကျင်ချစ်ကြောင်ဖြစ်ပါတယ်။စနေသားသမီးအများစုဟာဆိုရင်ငယ်စဉ်ကလေးကတခြားကလေးတွေလိုလွတ်မကစားရပဲမိသားစုတာဝန်တွေသို့မဟုတ်ဝတ္တရားတစ်ခုခုကိုထပ်ဆောင်ခဲ့ရသူတွေဖြစ်တတ်ပါတယ်။ငါမှကလေးဘဝဆိုတာမရှိခဲ့ဘူးဆိုတဲ့ခံစားချက်မျိုးပါလူကြီးတွေကြားမှာတော့ကြီးပြင်းရတာဒါမှမဟုတ်မိဘကိုကူညီရတာကြောင့်စိတ်ကလူထက်စောပြီးတော့ရင့်ကျက်သွားတဲ့ဒဏ်ရာလေးတွေရှိတတ်ပါတယ်ငယ်စဉ်ကစိတ်ကူးရင်ဆန်ပြီးတယောက်တည်းနေရတာကိုနှစ်သက်ကြပါတယ်လူအများကြားထဲမှာရှိနေပေမဲ့ငါ့ကိုဘယ်သူမှတကယ်နားမလည်ကြဘူးဆိုတဲ့ဝေဒနာကိုငယ်စဉ်ကတည်းကရှင်ဝဲပိတ်ထားတတ်ပါတယ်သူတို့ရဲ့တည်ငြိမ်တဲ့အမူအရာကိုမာနာကြီးတယ်လို့အထင်မှားခံရတဲ့အမှတ်တရဆိုတွေလည်းရှိနေနိုင်ပါတယ်စနေကြိုဆိုတာဆရာကောင်းတယောက်လိုပါပဲစနေသားသမီးတွေကိုငယ်စဉ်ကတည်းကအခက်အခဲတွေဥပမာအားဖြင့်ငွေရေးကြေးရေးကြက်တဲမှုတူရီမဟုတ်ကျမ်းမာရေးအားနည်းချက်တစ်ခုခုနဲ့အမြဲတမ်းဆန့်သက်လိရှိပါတယ်အဲ့ဒီဒဏ်ရာတွေကပဲသူတို့ကိုအခုလိုဘယ်တော့မှအရှုံးမပေးတဲ့စနေသားသမီးတွေဖြစ်အောင်ထုစစ်ပေးခဲ့တာပါဒဏ်ရာကရရှိလာတဲ့အမာရွက်တွေဟာဆိုရင်သင်ရဲ့တန်ချက်ကလို့တောင်ဆိုရမှာပါအပြင်ဘက်မှာတောင့်တင်းနေပေမဲ့စနေသားသမီးအများစုတွေကဆိုရင်ငယ်စဉ်ကတည်းကမိဘသို့မဟုတ်ချစ်ခင်ရသူတွေစီကပွေမှုနဲ့အသိမှတ်ပြုမှုကိုတိတ်လိုချင်ခဲ့ကြသူတွေပါဒါကြောင့်အခုရမှာသူတို့ဟာတပားသူကိုကူညီဖို့ဗမလေးတလို့မိသားစုအပေါ်မှာလည်းအလွမ်းအမင်းတန်ရုံးစင်ကြည့်ကြသူတွေဖြစ်နေရတာပါဒီတော့စနေသားသမီးများခင်ဗျာသင်ရဲ့ဘဝဟာငယ်စဉ်ကတည်းကတင့်ကိုအားနည်းစေဖို့ရည်ရွယ်ခဲ့တာမဟုတ်ပဲ1388ခုနှစ်မှာတော့ရာဇာတယောက်လုံးခိုင်နေရင်ရှိအောင်ပြင်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဗီဒီယိုဒီက channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်1388ခုနှစ်မှာထူးခြားတဲ့ကံကြမ္မာအလှည့်ပြောင်းကိုပိုင်ဆိုင်ထားတဲ့စနေသားသမီးများအတွက်ရည်ရွယ်ပြီးတော့တိမဲ့ဖွဲရာဗီဒီယိုဗဟုသုတနဲ့ကံပွန်လင်းစင်မဲ့ဟောပြောချက်များကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ1388ခုနှစ်ရာဇအိမ်ကိုရောက်နေတဲ့စနေသားသမီးများအတွက်ကံကြမ္မာရတနာတိုက်ဟာဆိုရင်ဖြင့်နေကဘာလကဘာတွေအလှည့်ကျပြောင်းလဲခဲ့သလိုပဲလူသားတို့ရဲ့ကံကြမ္မာဟာလည်းအချိန်နဲ့အမျှရွေလျားနေတတ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာမြန်မာတက္ကရာ1388ခုနှစ်ခရစ်နှစ်အပြင်2026 2020ခွင်ဆိုတဲ့အနာဂတ်ကိုမျှော်ကြည့်နေကြပါပြီဒီနှစ်မှာထူးထူးခြားခြားကံထူးမဲ့သူတွေကတော့စနေသားသမီးတွေပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မဟာဗုဒ္ဓပြည်ပညာအရာစနေနဲ့ဟာရာဇလို့ခေါ်တဲ့မင်းဆိုးရာဇတို့ရဲ့အိမ်အမြင့်ဆုံးဖြစ်တဲ့နေရာကိုဆက်ဆက်မြင့်မြင့်ရောက်ရှိနေလို့ပါပဲဒီဟောကြားချက်မှာစနေသားသမီးတွေအတွက်ဘဝအလုတ်အကိန်းအခြေရင်ကျမ်းမာရေးနဲ့ရရရာတွေကိုဗီဒီယိုပညာရဲ့ဆိုင်ရာရှုတော်ပေါင်းစုံကနေပြီးတော့အသေးစိတ်ဟောပြောတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရာဇအိမ်သဘောနဲ့ဘဝကံကြမ္မာအချို့အကွေ့များပရမဥဆုံးရာဇဆိုတဲ့စကားလုံးကိုအတိုက်ပဲဖွင့်ကြည့်ကြရမယ်ဆိုရင်ရာဇဆိုတာကမင်းကိုဆိုလိုတာပါ1388ခုနှစ်မှာစနေသားသမီးတွေဟာကိုယ့်ရဲ့နယ်ပယ်မှာဘရင်တစ်ပါးလိုဩဇာအာဏာတက်လာပါလိမ့်မယ်အရင်နှစ်တွေကဘလောက်ပဲပြင်ပန်းခဲ့ပါစေဒီနှစ်မှာတော့ပြင်ပန်းခဲ့သမျှအရာထင်မဲ့နှစ်တစ်နှစ်လို့မှတ်ချက်ပြုရမှာဖြစ်ပါတယ်စနေသားသမီးတွေရဲ့ဘဝကဆွဲရှိတယ်တီးခံတယ်ခိမ်ပါတယ်တစ်ခါတလေမှာတော့နှိကွေးတတ်ကြပါတယ်ဒါပေမဲ့ရာဇအိမ်ကိုရောက်တဲ့အခါမှာတော့ဒီနှိကွေးမှုတွေဟာဆိုရင်ဒီငိမ့်တဲ့အရှိန်အောင်ဖြစ်အမြဲတမ်းပြောင်းလဲသွားပြီးတော့လူအများကလေးစားခံရတဲ့အနေအထားကိုရောက်လာပါလိမ့်မယ်အတိတ်ကဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေကိုယ့်အပေါ်ကိုမတရားလုပ်ခဲ့သူတွေလည်းရှိခဲ့ရင်ဒီနေ့ဟာကံတရားကတင်းဖိတ်ကိုပြန်လည်မျက်နှာမူပြီးတော့တရားမျှတမှုရှာဖွေပေးမဲ့နေ့တစ်နေ့ဖြစ်ပါတယ်အလုတ်ကိန်းနဲ့စီးပွားရေးကဏ္ဍများတစ်လူတို့ဤလမ်းစဉ်အလုတ်ကိန်းနဲ့ပတ်သက်လာရင်အောင်မြင်မှုဟာဆိုရင်တော့လက်တကမ်းမှာရှိနေပါတယ်ရာဇအိမ်ရဲ့အမြင်အရဆိုရင်သင်ဟာဝန်ထမ်းပြစ်ခဲ့မယ်ဆိုရင်တော့ရာထူးတို့ဖို့အခွင့်အလမ်းအလွန်ကိုများပါတယ်အထူးသဖြင့်အစိုးရနဲ့ပတ်သက်တဲ့အလုပ်တွေစီမံကိန်းကြီးတွေမှာဥဆောင်ခွင့်ရရှိတတ်ပါတယ်အထက်လူကြီးတွေကလည်းတင့်ကိုယုံကြည်မှုအပြည့်ပေးလာပါလိမ့်မယ်ကိုယ်ပိုင်စီးပွားရေးသမားတွေအနေဖြင့်ကတော့လုပ်ငန်းချက်ထွင်ဖို့အကောင်းဆုံးအချိန်မှာပဲအထူးသဖြင့်မြေအောက်တယံဇာတာနဲ့
အင်ချမ်းမြေဆောက်လုပ်ရင်းနဲ့စစ်မှုလုပ်ငန်းတွေမှာဆိုရင်စနေသားသမီးတွေအကျိုးအမြတ်အများဆုံးရရှိနိုင်ပါတယ်။ရာဇအိမ်မှာရှိနေတဲ့အချိန်မှာတော့မာနဟာအကြီးမားဆုံးရန်သူပါ။ကိုယုံကြည်မှုလွန်ကဲပြီးတော့အောက်လက်ငယ်သားတွေကိုနှိမ့်ချဆက်ဆံမိရင်အောင်မြင်မှုဟာရရှိမခံပဲပြိုလဲသွားနိုင်ပါတယ်။ဒါကြောင့်အောင်မြင်လေးလေးပို့ပြီးတော့နှိမ့်ချလေးလေးဖြစ်ဖို့များပါတယ်။အခြေရင်းနဲ့အိမ်ထောင်ရေးကဏ္ဍများစနေသားသမီးတွေရဲ့အခြေရေးကတော့ခိမ်မာမှုကိုအခြေခံပါတယ်1388ခုနှစ်မှာရာဇအိမ်ရဲ့လွှမ်းမိုးမှုကြောင့်အခြေရေးဟာဂုံတွေထရက်တွေနဲ့ရှင်လာရပါတယ်အိမ်ထောင်မရှိတဲ့အပြိုလူပြိုများအတွက်မိမိတဲ့အစံတန်းမြင့်မားသူပညာအကြီးအချင်းရှိသူဒါမှမဟုတ်လူတီများတဲ့လူတဦးဦးနဲ့ဖူးစာဆုံတတ်ပါတယ်ရုပ်တရက်ချစ်ကြိုက်တာမျိုးတဲ့တဖြည်းဖြည်းရင့်ကျက်လာတဲ့ဆက်ဆံရေးမျိုးဖြစ်လာပါလိမ့်မယ်အိမ်ထောင်သည်များအတွက်ကတော့အိမ်ထောင်ဘက်ရဲ့ကူညီပံ့ပိုးမှုကြောင့်လူတော်တိုးရပါလိမ့်မယ်အိမ်ထောင်ဘက်ကတဲ့အတွက်ကံကောင်းခြင်းလက်ဆောင်တွေဖြစ်လာပါမယ်ကလေးရတနာထွန်းကားခြင်းသို့မဟုတ်အိမ်သစ်ခြံသစ်ဝယ်ယူခြင်းတို့လည်းကြုံရတတ်ပါတယ်အကြံပြုချင်တာကတော့စနေသားသမီးတွေကစိတ်ထဲမှာရှိတာကိုအပြင်ကိုထုတ်မပြတတ်ကြပါဘူးရာဇအိမ်မှာရှိနေချိန်မှာအပြောအဆိုပို့ပြီးတော့နူးညံ့ပေးဖို့လိုပါလိမ့်မယ်ပြီးတော့မိမိရဲ့ချစ်သူကိုဒရမာဆက်ဆံပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့အခြေရေးကိုပို့ပြီးတော့လှပစေမှာပဲဖြစ်ပါတယ်ကျမ်းမာရေးရှုထောင့်ကကြည့်ရမယ်ဆိုရင်စနေနေ့ဟာအယိုးနဲ့အကျော်ကိုစိုးမိုးပါတယ်ရာဇအိမ်မှာအလုံးများတဲ့အတွက်စကြောတက်တာခါနာတာတွေကြုံတွေ့ရတတ်ပါတယ်အထိုင်များတဲ့အလုပ်တွေဆိုရင်တော့ပို့ပြီးတော့သတိထားပေးပါအောင်မြင်မှုနဲ့အတူတာဝန်ယူမှုတွေကလည်းကြီးမားလာတဲ့အတွက်စိတ်ပစ္စည်းမှုတွေမျှပြီးအစာအိမ်ယောဂအနှဲငယ်နှောက်ယှက်တတ်ပါတယ်အကြံပြုချင်တာကတော့တစ်ပတ်မှာတစ်ရက်လောက်သဘောတရားရှိတဲ့နေရာဥပမာအဖြစ်ပန်းချံတောတောင်ကိုသွားပြီးတော့စိတ်ကိုအနားပေးပါရေမြများတော့ပြီးတော့အသီးအနှံများစားပေးပါစနေနေ့နဲ့ပတ်သက်တဲ့မိုက်ပင်တက်ပင်များဘဝအောင်မြင်မှုဆိုတာကတယောက်တည်းစူးစမ်းနေလို့မရပါဘူးဘေးနားမှာဘသူတွေရှိနေလဲဆိုတာကလည်းအရေးကြီးပါတယ်ဒီတော့အင်္ဂါသားသမီးတွေဟာဆိုရင်စနေသားသမီးများအတွက်စစ်သူကြီးလိုပါပဲမိတ်ဆွေတို့ခက်ခဲနေတဲ့အချိန်မှာသူတို့ကရှေ့ကနေတိတ်ပေးပါလိမ့်မယ်စီးပွားရေးလုပ်ရင်လည်းသူတို့နဲ့လက်တွဲပါဗုဒ္ဓဟူသားသမီးများဆိုတာကတော့စနေသားသမီးတွေအတွက်အကြံပေးအရာရှိပါပဲမိတ်ဆွေတို့ရဲ့တင်းမာမှုကိုသူတို့ရဲ့နူးညံ့မှုနဲ့ဖြေလျှော့ပေးပါလိမ့်မယ်သတိထားရမည့်နည်းနံကတော့ကြာတာပေးသားသမီးတွေပဲဖြစ်ပါတယ်ကြာတာပေးသားသမီးတွေနဲ့အချင်းတင်စကားပြောရတတ်ပါတယ်သူတို့နဲ့အလုပ်တွဲလုပ်မယ်ဆိုရင်လည်းတိကျမှုကိုအရင်တည်ထားပါ1388ခုနှစ်အတွင်းမှာစနေသားသမီးတွေဟာဆိုရင်ဖြင့်အိမ်မှာပဲအိမ်တွေအောင်မနေသင့်ပါဘူးရာဇအိမ်ရဲ့အရှင်ဝါကိုရရှိစေဖို့အတွက်အရက်မျက်နှာလိုက်ခရီးထွက်ဖို့လိုအပ်ပါတယ်စီးပွားရေးလုပ်ငန်းအသစ်တွေစတင်ခြင်းနဲ့ဆိုရင်အရှိတောင်ဘက်မှာရှိတဲ့ကမ်းခြေဒေသများကိုခရီးထွက်ပါလေကောင်းလေသက်နဲ့ရှူရှဲရင်းရေပြင်ကျဲကိုငေးကြည့်ပေးခြင်းကစနေတို့ရဲ့ပင်ကိုယ်ဓာတ်ဖြစ်တဲ့မြေဓာတ်ကိုအားဖြစ်ပြီးလက်ပွင့်စေပါတယ်ခရီးမထွက်မိပါတော့မိမိအိမ်မှာရှိတဲ့ဖျားကိုရေစင်ခွနဲ့ခွက်ကတ်လူပေးပါလန်ခီမှာတွေ့တဲ့နမသူတူကိုဖြစ်စေလမ်းမေးတရိတ်ဆန်လေးတွေကိုဖြစ်စေအစာဒါနပြုလုပ်ပေးပါဒါဟာဆိုရင်လမ်းပွင့်ကံပွင့်စင်မဲ့ဒီလန်ကောင်းတွေပဲဖြစ်ပါတယ်ကံပွင့်စင်ပြီးအထူးရရများနေဖြစ်ကတော့စနေနေ့တိုင်းမှာဖျားမှာအောင်တပြေခုနှစ်ညံ့ကိုရွှေအိုးနဲ့ကတ်လူပါငါဟာအရာရာမှာအောင်မြင်ရမယ်လို့အတိုက်တံမှာတစ်ကြီးရွယ်ကို၃ဦးကိုလည်းစေဝါများသို့မဟုတ်အာဟာရဒါနများပြုလုပ်ပေးပါရာဇအိမ်ကိုရောက်နေတဲ့အချိန်မှာလူကြီးမိဘတွေကိုလှုပ်ကြွခြင်းကကံအရှင်ကိုပို့ပြီးတော့မြင်မာစေပါတယ်ရွှေအိုးရောင်နဲ့အဖြူရောင်လေးတွေဟာဆိုရင်မိတ်ဆွေတို့တွေဒီနေ့မှာကံအကောင်းဆုံးအယောင်တွေပဲဖြစ်ပါတယ်အရေးကြီးတဲ့ကိစ္စရပ်တွေမှာဆိုရင်တော့ဒီအယောင်လေးတွေကိုသုံးပေးပါအနှိမ့်ရောင်ကိုတော့အမြဲတမ်းဝက်ဆင်ရှင်းမှရှောင်ရှားပေးပါစနေနေ့မှာဆိုရင်ငွေချေခြင်းအာမခံလက်မှတ်ရေးထိုးခြင်းတို့ကိုတတိပြုပေးပါအချို့အဖြစ်မှာချင်တာကတော့စနေသားသမီးများအနေဖြင့်1388ခုနှစ်ဟာတင့်အတွင်းရွှေရောင်ကာလတစ်ခုဖြစ်ပါတယ်အခက်အခဲတွေရှိခဲ့ရင်တောင်မှအဲ့ဒီအခက်အခဲတွေအတွက်တင့်ကိုပို့ပြီးတောက်ပစေမဲ့စံသက်ချက်တွေသာဖြစ်ပါတယ်ရာဇအိမ်ရဲ့အရှင်ဝါကိုအတုံးချပြီးတော့ကိုတိဆောက်ပါလူအများကိုမေတ္တာထားပါဇွဲနှစ်ပတ်နဲ့ကြိုးစားပါသင်ပြစ်ကျင်တဲ့ပန်းတိုင်ကိုဒီနေ့မှာမလွဲမသွေရောက်ရှိလာပါလိမ့်မယ်
ဆက်လက်ပြီးတော့1388ခုနှစ်အတွက်လာလိုက်ဟော့စတန်များကိုတင်ဆက်ပေးသွားပါမယ်ပထမတစ်ကြောဖြစ်တဲ့တကူလကဆုံလနယုံလတွေဟာဆိုရင်အစာပြိုးတဲ့ကာလတွေပါနေ့တည်ကူးချိန်ဖြစ်တယ်လို့ရာဇအိမ်ရဲ့အရှင်ဝါကလည်းစတင်တက်ရောက်နေတဲ့ကာလပါအစီအစဉ်တွေများကိုစတင်မှာလူကြီးမိဘများကိုကြော့ပါအသုံးစိတ်အနှဲငယ်များနေတတ်ပါတယ်ဖျားမှာအောင်တပြေခုနှစ်ညက်လှူဒန်းပြီးတော့နှစ်သက်မှာဆူတောင်းပေးပါဒုတိယအကြောဖြစ်တဲ့ဝါဆိုလဝါခေါလတော်တလင်းလာတွေကဆိုရင်အခွင့်အလန်းကာလတွေဖြစ်ပါတယ်အလောက်ကင်တွေမှာဆိုရင်နေရာကောင်းတွေရရှိတတ်ပါမယ်ရာထူးတိုးခြင်းများလည်းကြုံတွေ့ရပါမယ်အင်္ဂါနေ့ဗုဒ္ဓဟူသားသမီးများနဲ့လက်တွဲပြီးတော့လှုပ်ဆောင်မှာအကျော်အစစ်နဲ့ကျမ်းမာရေးကိုအထူးဂရုစိုက်ပေးပါအပူအဆန်များကိုတော့ရှောင်ရှားပေးပါဝါဆိုလာပြီးနေ့မှာဆိုရင်စီမီ9တိုင်ပူဇော်ပေးပါတတိယတကြောဖြစ်တဲ့သတင်းကျွဲ့တဆောင်မုံနတော်လာတွေကဆိုရင်အသီးပွင့်ကာလာတွေဖြစ်ပါတယ်စီပွားရေးတွေမှာအကျိုးမြတ်တွေအကြီးကျယ်ရရှိတတ်ပါတယ်အခြေရေးကလည်းအထူးကိုကောင်းမွန်နေပါတယ်အင်ချမ်းမီသို့မဟုတ်ကားဝယ်ယူရန်အတွေ့အကောင်းဆုံးသောအချိန်ပဲဖြစ်ပါတယ်တတိထားမှာကတော့ဇာတာပရိသတ်သမီးများနဲ့အငင်းပွားမှုဖြစ်တတ်တာကိုတော့ရှောင်ရှားပေးပါတစ်ကြီးရွက်ကိုအဖို့အပွားသုံးဦးတို့ဟာအဝတ်အစားအသစ်တွေတူဒီမဟုတ်စေဝါးတွေများလူဒဏ်ပေးပါစရုဒ္ဓအကျော်ဖြစ်တဲ့ပြာတော်လတပိုထွဲလာနေတပေါင်းလာတွေဟာဆိုရင်အခြေခိမာတဲ့ကာလတွေဖြစ်ပါတယ်နာမီကုံတဲ့ကြော်ကြမယ်လူအများကြီးအကိုချင်းကိုလည်းခံရတတ်ပါတယ်နောက်နှစ်တည်းအတွက်ရင်းနှီးမြှုပ်နှံမှုများကိုတော့ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပေးထားပါဒီထားရမှာကတော့မိမိတို့ရဲ့မာနာကြောင့်လို့မိတ်ဆွေဟောင်းများနဲ့စက်ဝမ်းကွဲတတ်ပါတယ်ညောင်ရင်တန်းလောင်းခြင်းတွေဘုရားရင်မြင်တော်ဝေယဝိဇ္ဇကိစ္စများပြုလုပ်ခြင်းဓမြစည်းလဲခြင်းများပြုလုပ်ပေးပါစနေသားသမီးများအတွက်အပတ်စဉ်အနေနဲ့မိမိတို့ရဲ့ဘုံကံအရှင်ကိုမြင့်တင်စေရန်အတွက်တက်တက်လက်စားခြင်းတူရီမဟုတ်သီလဆောက်တည်ခြင်းများကိုအပတ်စဉ်ပြုလုပ်ပေးပါအကျိုးပေးနိုင်တဲ့ကဏ္ဍတွေကတော့ခွင်၄၃ဒီကဏ္ဍနဲ့ပါတဲ့ရက်တွေမှာဆိုရင်အရေးကြီးတဲ့ကိစ္စတွေကိုပြုလုပ်ပါအဖြူရောင်နဲ့ရွှေအိုရောင်ကိုတော့အမြဲတမ်းပဲစောင့်ထားပေးပါအနှစ်ချုပ် hostel ကိုတော့အောက်က description မှာဖော်ပြပေးထားပါတယ်အားလုံးဖတ်ကြည့်ပြီးတော့ဆင်ခြင်သုံးသပ်နိုင်ကြပါစေအင်္ဂါတသမီတွေဆိုတာကကဘာဦးတီကလေးကမိတက်ကိုအရင်ခံပြီးဝတ်ပါလာကြသူတွေဖြစ်ပါတယ်အင်္ဂါကျိုးဆိုတာကစစ်နဲ့ဖျားကိုကိုစားပြုသူလိုပဲကျွန်တော်တို့ရဲ့ဘဝတွေဟာလည်းတိတ်ပွဲငယ်ပေါင်းများစွာနဲ့တိဆောက်ထားရတာပါဒီတော့အင်္ဂါတသမီအများစုရဲ့ငယ်ဘဝကိုပြန်ကြည့်ရမယ်ဆိုရင်တခြားသူတွေလိုပဲတိတ်ပြီးအေးအေးချမ်းချမ်းမရှိလာပါဘူးငယ်စဉ်ကလေးကမတရားမှုကိုမခံချင်တဲ့စိတ်ခဲအောင်နေတဲ့ဒါကြောင့်လူကြီးတွေနဲ့စကားမြတ်ရတာထိတ်တဲ့ရင်ဆိုင်ရတာမျိုးတွေကခဏခဏကြုံပူးကြမှာပါအင်္ဂါတသမီတွေရဲ့ရင်ထဲမှာတော့အမာရွတ်တစ်ခုကအမြဲတမ်းရှိနေတတ်ပါတယ်ဒါကတော့နားလည်မှုလွဲခံရခြင်းပါပဲကိုကစေရနာနဲ့အမှန်တရားကိုပြောလိုက်ပေမဲ့လို့လူတွေကငါ့ကိုဒေါသနဲ့ပြောနေတာလားငါ့ကိုရန်လုံနေတာလားလို့အထင်မှားခံရတဲ့ဒဏ်ရာဟာငယ်စဉ်ကလေးကဆွဲထင်နေတတ်ပါတယ်တခါတလေမှာတော့ငငယ်ကမိဘတွေရဲ့အလွန်အမင်းတင်းကျပ်တဲ့စီးကဲနေကြမှာကိုယ့်ရဲ့ဆန္ဒတွေကိုညှို့သက်ခဲ့ရတာပါဒါမှမဟုတ်မိသားစုအတွင်းကအငင်းပွားမှုတွေကြားနေရတာကလည်းအင်္ဂါသားသမီးရဲ့အတွက်ကတော့ခံနိုင်ဆိုတဲ့လက်နက်ကိုတက်ဆင်ပေးလိုက်တာပါပဲသင်တို့ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့အခက်အခဲမှန်သမျှဟာဆိုရင်အခု1388ခုနှစ်မှာကြုံတွေ့ရမယ်ပုဒိဌာနရဲ့စင်ကုန်မှုတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ပေးလိုက်တယ်လို့ပြောချင်ပါတယ်မင်္ဂလာပါခင်ဗျာ1388ခုနှစ်အင်္ဂါနေ့ဟာဆိုရင်ပုဒိဌာနကိုရောက်ရှိနေပါတယ်လူတော်တော်များများကပုဒိဆိုတဲ့အသုံးအနှုန်းကိုကြားလိုက်ရုံနဲ့အညံ့တွေအဟောင်းတွေအပုပ်ဆက်တွေလို့ထင်ပြီးစိတ်တဲ့ကြပါတယ်ဒါပေမဲ့ရှေးဟောင်းပညာရှိတွေကတော့ပုဒိသဘောမကြော်စောကြော်စောပါပြီသူမရှိလို့ဆိုကြပါတယ်ဒီစကားရဲ့အထိပ္ပယ်ကတော့ပုဒိရဲ့သဘောဟာတာမန်အချိန်တွေမှာဆိုရင်လူမသိသူမသိငြိမ်သက်နေတတ်ပေမဲ့တခါတရံမှာတော့အောင်မြင်မှုတွေရလာပြီဆိုရင်ဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရအောင်အထွတ်ထိပ်ကိုရောက်သွားတတ်ပါတယ်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဗုဒ္ဓဘုရားရှင်ဖြစ်လာမဲ့တက်တက်တာမင်းသားလောင်းလျာဟာဆိုရင်ပုဒိဘာတူဖြစ်ခဲ့ပါတယ်လောကီအာယုန်တွေအပုပ်ဆက်တွေပြည့်နေတဲ့နန်းတော်ထဲကနေပြီးတော့အမှန်တရားကိုရှာဖွေပြီးတပ်ပင်ညုတဉာဏ်ကိုရရှိခဲ့တာဟာဆိုရင်ပုဒိရဲ့သဘောအတိုင်းအပုပ်ထဲကနေပြီးတော့အမျက်ကိုထ
ထုတ်ယူပြတ်သွားတာပဲဖြစ်ပါတယ်။ဒါကြောင့်ပူတီကိုရောက်နေလို့စိတ်ဓာတ်မကြပါနဲ့။သင်ဟာလည်းတိုက်တရမင်းသားလိုပါပဲ။အခက်အခဲတွေအနောက်ရွှေတွေကြားကနေပြီးတော့အောင်မြင်မှုအစစ်မှန်ကိုရရှိနိုင်မဲ့သူဖြစ်ပါတယ်။ဒီတော့အင်္ဂါသားသမီးတွေအနေဖြင့်1388ခုနှစ်အတွင်းမှာကြုံတွေ့ရမယ်။အလောက်ကိုင်းနဲ့စီးပွားရေးတွေအကြောင်းကိုအရင်ဆုံးဟောပြောပေးချင်ပါတယ်။ဒီနေ့မှာတင်းရဲ့အလောက်ကိုင်းထဲမှာဆိုရင်တော့အပုတ်အဆက်တွေပေါ်လာပါလိမ့်မယ်။အရင်ကဖုံးကွယ်ထားခဲ့တဲ့အမှားတွေမကောင်းကြံတဲ့အတွင်းကရန်သူတွေတိတိတတ်တာပေါ်လာခဲ့ပါတယ်။တင်းယုံကြည်ရတဲ့သူတွေကတင်းနောက်ွယ်မှာအတင်ဖြင်ပြောတာဒါမှမဟုတ်တင်းရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်တာမျိုးတွေကြုံတွေ့ရတဲ့ပါတယ်။အန်ဟောစရာကောင်းတာတစ်ခုကတော့ပုတိဌာနကိုရောက်ရှိနေတဲ့အချိန်မှာအဟောင်းအလှဲလုပ်ငန်းတွေမှာအောင်မြင်တတ်ပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်ရှင်းဟောင်းပစ္စည်းစေဝါတန်ရှင်းရေးလုပ်ငန်းတွေဒါမှမဟုတ်အမိုက်ကနေပြီးတော့အဖို့တန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်အကျိုးပေးထွန်းကားပါလိမ့်မယ်။ဒီနှစ်မှာအသက်စတင်တာတဲ့အဟောင်းကိုပြည်ပြင်တာရှင်းလင်းတာကပို့ပြီးတော့အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ဝကြီးကန်စားတာနဲ့ပတ်သက်ရင်တော့ရိုပေါက်တွေများနေမယ်နှစ်တစ်နှစ်ပါ။အိမ်ပြင်တာကားပြင်တာဒါမှမဟုတ်ကျန်းမာရေးတွေငွေကုန်ကြေးကြတွေများတတ်ပါတယ်။ဒီနှစ်မှာဘသူ့ဘုံမှာငွေမချေးပါနဲ့။ပုတိရဲ့သဘောအရာပေးလိုက်တဲ့ငွေဟာဆိုရင်ပြန်မရတော့ပဲပုတ်သွားတဲ့လိုပါပဲ။အာမခံလက်မှတ်ထိုးတာတွေကိုလည်းအထူးတလဲရှောင်ကျင်ပေးပါ။ချေရင်နဲ့အိမ်ထောင်ရေးကိစ္စတွေမှာတော့အတိတ်ကလူဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်။လမ်းခွဲခွဲတာကြာပြီဖြစ်တဲ့ကြီးစားဟောင်းတွေအချင်းဟောင်းတွေပြန်ပေါ်လာပြီးတော့တင်းတို့ရဲ့လက်ရှိတည်ငြိမ်မှုကိုနှောက်ယှက်တတ်ပါတယ်။အိမ်ထောင်တွေအနေနဲ့အရင်ကကိစ္စဟောင်းတွေကိုပြန်ပေါ်ပြီးရမဖြစ်ဖို့သတိထားပေးပါ။ပုတိဟာဆိုရင်အဟောင်းတွေကိုဖော်တတ်တဲ့သဘောရှိလို့တူးနဲ့တူးအမှားတွေကိုခွင့်လွှတ်ပြီးအဟောင်းတွေကိုမြမြုပ်ပစ်တာကအကောင်းဆုံးရရပဲဖြစ်ပါတယ်။ကျန်းမာရေးကဏ္ဍတွေမှာတော့ဝမ်းပိုင်နဲ့ဆိုင်တဲ့ယောဂအစာအိမ်နဲ့ဆိုင်တဲ့ယောဂဦးလန်းချောင်းယောဂများကိုအထူးယူဆပေးပါခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုဆွန့်ထုတ်ဖို့ဒီတော့လောက်တာမျိုးရေမြမြတ်တော့ပေးတာမျိုးတွေကိုပြုလုပ်ပေးပါအပူဆက်တွေကြောင့်ရေပြားရရနာမျိုးတွေလည်းဖြစ်တတ်လို့အစာအသောက်တွေဆင်ကျင်ပါဆက်လက်ပြီးတော့1388ခုနှစ်အတွင်းလအလိတ်ကြုံတွေ့ရမယ်အင်္ဂါသားသမီးတွေရဲ့ကံကြမ္မာများကိုတက်ဆက်ပေးလိုက်ပါတယ်ပထမအဦးဆုံးအနေနဲ့တကူလာနဲ့ကဆွန်လာအတိတ်ကိုရှင်းလင်းခြင်းကာလတွေဖြစ်ပါတယ်အလွတ်အဟောင်းတွေအမှားဟောင်းတွေကိုစတင်ရှင်းလင်းရပါမယ်မိမိတို့အိမ်မှာရှိတဲ့အမိတ်ဟောင်းတွေကိုစွန့်ပစ်ဖို့အကောင်းဆုံးအချိန်ပါနေုံလာနေဝါဆိုလာများအတွင်းရံကိုတတိထားရမယ်ကာလပါစကားပြောဆင်ခြင်မှာကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကိုဘသူ့ဘုံမှာမပြောပါနဲ့ဖះမှာအုံညံသုံးညံကတ်လူပေးပါဝါခေါင်လတော်တော်လင်းလာတွေမှာတော့ကျမ်းမာရေးကိုအထူးဂရုစိုက်ရမယ်ကာလတွေပဲဖြစ်ပါတယ်အစားအသောက်တွေဆင်ခြင်မှာအစာအိမ်ယောဂအနှဲငယ်နှောက်ယှက်တတ်ပါတယ်ငွေကြေးအဝင်အထွတ်တွေလည်းညှဉ်းဆန်နေပါလိမ့်မယ်သတင်းကြမ်းတွေတဆောင်မုံလားတွေမှာတော့မေတ္တာနဲ့ခွင့်လက်ခြင်းတရားတွေကြီးစိုးမဲ့လာပါလူကြီးမိဘတွေကိုကြော်ပေးပါအခြေရင်းမှာအမားဟောင်းတွေကိုခွင့်လက်လိုက်ပါအလင်းရောင်စတင်မြင်တွေ့ရမယ်ကာလတစ်ခုလည်းဖြစ်ပါတယ်နဒေါ်လာနေပြတော်လာငွေကြီးကြီးတွေသတိပြုရမယ်ကာလပဲဖြစ်ပါတယ်ဒီကာလမှာတော့ငွေချေးခြင်းအာမခံပေးခြင်းများကိုလုံးဝရှောင်ရှားပေးပါစိတ်ရောင်ကိုဝတ်ဆင်ခြင်းဖြင့်မိမိတို့ရဲ့ခံစားတာကိုမြင့်တင်ပေးပါတပိုထွဲနေတပေါင်းလာများဘဝအသက်ကိုခြေလန်းစတင်ခြင်းကာလတွေပါအဟောင်းတွေကိုအပြတ်သက်ဆွန့်လွန်ပြီးတော့အသစ်တွေစတင်ဖို့အခွင့်အလမ်းတွေပေါ်လာပါလိမ့်မယ်စိတ်ပေါ်ပါလန်းဆန်းစေမိကာလပါအင်္ဂါသားသမီးများအတွက်နောက်ဆုံးမှာကြားချင်တာကတော့ပုတိဌာနဆိုတာကတင်းကိုဒုက္ခပေးဖို့မဟုတ်ပဲတင်းဘဝမှာမလိုလားအပ်တဲ့အပုအဆက်တွေကိုဖယ်ရှားပေးဖို့လာတာပါဒီကအဖြစ်တော့မိမိပေါ်မှာသဘောထားအမှန်နဲ့ဆက်ဆံတဲ့သူတွေဘယ်သူတွေရှိတယ်လဲဆိုတာကိုတော့အဓိကပြသပေးမယ်နေ့တစ်နေ့ပဲဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့အိမ်သာစေးတာအမိတ်ရှင်းတာဝမ်းတွင်တန့်စင်တာမျိုးတွေစတဲ့ရရလေးတွေလှုပ်ဆောင်ချက်လေးများကိုပြုလုပ်ပေးခြင်းဖြင့်အညံ့နေပြပြောပြီးတော့အောင်မြင်မှုလမ်းစာကိုရှာဖွေတွေ့ရှိပါလိမ့်မယ်မိတဲ့အားကောင်းတဲ့အင်္ဂါသားသမီးတို့အနေဖြင့်တင်တို့ရဲ့ရဲရင်မှုနဲ့အတိတ်ကိုကျော်လွှားပြီးတော့အနာဂတ်အသစ်ကိုတည်ဆောက်လိုက်ပါလို့မှကြားရင်ဒီကုန်းချွန်ရပါတယ်ကျွန်တော်ကတော့ဗီဒင်ဒီကဆရာဆိုးပဲဖြစ်ပါတယ်